အသင်လုံးလေးရဲ့လာမလားချောက်ကလေးရဲ့ပဲဝင်မလားဦးလည်းညောင်းလေးနဲ့ခေါ်လားဦးကိုရဲ့ချစ်ဆုံးရကိုကိုခေါ်မလားရင်ခွင်နဲ့နာမလားခုတော့ရှင်မေကိုစိတ်ချဘူးလေကွာကိုကိုခေါ်မလားရင်ခွင်နဲ့နာမလားခုတော့ရှင်မေကိုစိတ်ချဘူးလေကွာ